တော့တစ်ဖွဲ့လေးဖြစ်နေတာလောက်ကျန်တာသူနဲ့ကျမနဲ့စီမဘက်လည်းမဟုတ်လင်းလူဘက်လည်းမဟုတ်နော်အေးစစ်နေကောအေးစစ်နေတော့သူတို့ကလာပြီးတော့ကျမကိုပြစ်လာရှာပြီးမှတိုက်ခိုက်နေတာကျမကိုလည်းလိုင်းပေါ်မှာရောနော်ဟိုလူလည်းသွားပြီးတော့ကျမရဲ့တိတ်ခါတွေချထားတယ်ရှိပါတယ်ဒီလိုသွားပြီးကျမတိတ်ခါချထားရှိကျမပြန်မတိုက်ခိုက်ဘူးဘာဖြစ်လဲတော့ဆိုတော့အချိန်မတန်သေးလို့မို့စောင့်နေတာနော်ကျမကိုဘလို့ထောင်ဖမ်းလဲဆိုကျမပြောပြမယ်ကျမကိုထောင်ဖမ်းတာသူတို့ကရန်ကုန်ကိုလည်းကျမကိုယ်တိုင်လာခဲ့ပါဆိုကျမကိုထောင်ဖမ်းတာကျမဘက်ကလို့နဲ့ကျမကိုထောင်ဖမ်းတာကျမအဲ့ဟာတွေတိလို့မို့အဲ့ဟိုတဲ့အတူတူလုံးဟိုလုံးမယ်ဆိုပြီးတော့သူ့လူကိုပတ်သားလုပ်ပြီးတော့သူတို့ပိုင်တဲ့ထဲကိုကျမကိုဆွဲပြီးတော့ထောင်ဖမ်းတာဖြစ်ပါတယ်သူတို့အဖွဲရနော်အဲ့ဒါကျမစီမှာသူတို့ကစပြီးလာပြီးကျမပတ်သက်တဲ့ဟာတွေလည်းကျမစီမှာတက်တည်ချေကျမအေးစစ်နေတာပါတစ်တော့ဘဝလူတွေရောကျမဒီနေ့ကစပြီးတစ်တော့မသုံးတော့ဘာဖြစ်လို့လဲဆိုတော့ဒီလိုပေါက်လို့ပေးစားအောက်တန်းစားတွေနဲ့မနော်ကြုံရဆုံရတာဘဝမှာအကုသို့ဖြစ်လို့ဒီလိုအောက်တန်းစားပေါက်လို့ပေးစားတွေနဲ့တွေ့ရတာအကုသို့ဖြစ်လို့ဒီနေ့ကစပြီးတစ်တော့မသုံးတော့ပါနော်ကျမကတော့တစ်တော့စိတ်နာသွားပြီဟုတ်လို့ဆိုတော်တော်အောက်တန်းကြတယ်အဲ့အဖွဲ့ဆိုအဲ့ဟာတွေကျမခင်နေဆိုတာလဲကျမတို့တောင်ပေါက်လို့ပဲစားပြောထားသေးတယ်သူတို့မှလာတွေ့ကျမတောင်စားယုံနေတယ်အသားရည်ကိုရှင်းကြည့်လိုက်အောင်နေပုံထိုင်ပုံရှင်းကြည့်လိုက်အောင်လူရုပ်သူရုပ်နဲ့နေတာနော်ရုပ်ရည်မပြောနဲ့အသားရည်ကိုမရှင်းဘူးသူတို့နဲ့နော်ကျမကိုပြောထားတောင်သားယုံနဲ့လာတွေ့ပါလေပြောပြီးကျမကိုနောက်ပိုင်းကျမကိုအေးစစ်စစ်နေတော့လုံးကြံမရတော့တနက်သူ့လူကိုပတ်သားပုံစံမျိုးလာပြီးလုံးကြံပါတယ်ကျမစီမှာတက်တည်တွေအကုန်ရှိပါတယ်ကျမကတော့ကိုဆိုင်ရကိုတော့တစ်ချက်ပို့ထားပါပေါ့နော်လူကြီးတွေကိုလည်းပြောထားတယ်ဒီထက်မကလွန်လာရင်တော့ကျမလုံးတော့မယ်ဆိုပြီးတော့သူတို့ပြောထားတော့သဘောတူထားပါတယ်ဟုတ်